personal ရေးရလေးကြည့်ပေးမယ်ပေါ့နော် personal ရေးရလေးကြည့်ပေးမယ်ကဲဒါလေးကတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်เนาะလက်ရှိမှာเนาะကိုကလေဟိုပေါ့ရာထူးတိုးတာလေးလစာတိုးတာလေးဒါမျိုးလေးကြုံရတတ်တယ်เนาะကိုရှိမှာငွေကြီးလက်ရှင်နေတာလေးတွေကကြုံရတတ်တယ်ကိစ္စတစ်ခုခုကြံစီထားတယ်ကိုကဘာပဲလုပ်လို့ဘာလို့ကိစ္စမျိုးပဲဖြစ်ဖြစ်ကိုကြံစီထားတယ်ဆိုလို့ရှိရင်တော့အောင်မြင်လိမ့်မယ်တိုးတော်လဲအလှည့်အပြောင်းလေးတော့အနည်းငယ်ရှိလိမ့်မယ်เนาะအလှည့်အပြောင်းလေးတွေအနည်းငယ်ရှိလိမ့်မယ်ဥပမာကိုကရထားနေသွားဖို့စီစဉ်လာရင်တော့ကိုကကားနဲ့သွားတတ်တယ်ဒီလိုပုံစံမျိုးလေးပါဒါမှမအောင်မြင်မဟုတ်အောင်မြင်ပါเนาะနောက်ပြီးတော့ကိုယ့်ရဲ့အိမ်မှာအိမ်တော်ဦးစီးကိုယ့်ရဲ့အိမ်ရဲ့အိမ်တော်ဦးစီးကကျမကြီးနဲ့ပတ်သက်လို့ဖျားနာတတ်တယ်ပေါ့နော်ကိုတိုင်ကလည်းဘာရမဟုတ်ပဲနဲ့စိတ်ကမ်းလေးပြရတာစိတ်အောင်လေးမှာခဏတစ်ဖြုတ်တက်လိုက်ရတာဒါမျိုးလေးတွေကဖြစ်တတ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့အိမ်ကိုထူးခြားတဲ့ပစ္စည်းတစ်ခုခုရောက်လာတတ်တယ်ပေါ့နော်ဓာတ်ပုံနဲ့ပတ်သက်တဲ့ပစ္စည်းပေါ့နော်ပကြီကားချက်တို့ဓာတ်ပုံအဲ့ဒီအရာလေးကသူများနဲ့မတူပုံတော်တို့ပေါ့နော်ထူးခြားတဲ့အရာလေးကိုယ့်ရှိဝင်လာတတ်တယ်ဝင်မယ်ဆိုလို့ရှိရင်တော့ကောင်းတယ်အဲ့လိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာလူနေရောက်ဧည့်သည်နေရောက်ကိုယ့်မှာလာပြီးတော့အိတ်တက်တယ်ကောင်းတယ်နော်ကောင်းတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကောင်းတယ်နောက်ပြီးတော့လေမျက်စိတွေပါနာတာမျက်စိနဲ့ပတ်သက်ပြီးတော့ဘောနော်ထိခိုက်နေတာနာတာမျက်စိနဲ့ပတ်သက်လို့ဘေးဥပဒေဖြစ်တဲ့တစ်ချက်တည်းထားနောက်ပြီးတော့လေသူများခြားကိစ္စတွေကိုလုံးဝဝင်မပါနဲ့နော်သူများခြားကိစ္စတွေကိုလုံးဝဝင်မပါနဲ့ပြဿနာကြီးဖြစ်တဲ့ကိုနိုင်မှာပြဿနာကြီးဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလည်းဂျားတွေကလည်းအာမဝင်ပြီးတော့ခံပြီးတာလို့ငွေကြီးကိစ္စလုပ်တာလို့ဆိုလို့ရှိရင်လက်ရှိမှာဆုံးချုံရတယ်ငွေကြီးနဲ့ပတ်သက်လို့စိတ်တော့ကတွေရောက်ရလိမ့်မယ်စိတ်ပူပန်မှုတွေရောက်ရလိမ့်မယ်သူများကိစ္စတွေငွေကြီးနဲ့ပတ်သက်ပြီးတော့ဂျားကနေကိုယ်စိုက်ပြီးတော့ရောရတာဒါမျိုးလေးတွေပေါ့နော်ကိုယ့်ရဲ့အိမ်မှာရေတွင်းရေကန်ရေပိုက်ပေါ့ဒါမျိုးတွေပြက်နေတာရေနဲ့ပတ်သက်လို့အခက်အခဲလေးတွေဖြစ်နေတာအဲ့ဒါမျိုးလေးတွေလည်းကြုံတွေ့ရတတ်တယ်အိုးအိမ်တွေပါပြင်ဆင်ရတာအိုးအိမ်ဆောက်တာအိုးအိမ်ပြင်တာနော်နေရာအပြောင်းရွှေ့အလုပ်အပြောင်းရွှေ့ဒါမျိုးလေးတွေရှိနေတတ်တယ်အဲ့ဒါလေးကိုတော့တစ်ချက်တတိထားပေးပါเนาะကလေးတွေပါရှိတယ်ဆိုလို့ရှိရင်လည်းအဲ့လိုအမြင့်နေရာနဲ့ပြုတ်ကြတတ်တယ်နော်အဲ့ဒါလေးကလေးတွေကိုလည်းတစ်ချက်တတိထားပြီးတော့အမြင့်ကနေပြုတ်ကြတတ်တယ်ပြီးတော့တဲ့အခါမှာဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ပညာရေးကိုလိုက်စားနေတဲ့လူတယောက်နော်ပညာရေးကိုလိုက်စားနေတဲ့လူတယောက်ပညာပိုင်းဆိုင်တဲ့လူတယောက်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ပညာပိုင်းနဲ့ဆိုင်ရဲ့ကိစ္စကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်မိန်းမတယောက်အတွက်နဲ့ပဲဖြစ်ဖြစ်ကိုယ်မှာစိတ်ထိခိုက်စရာစိတ်ရှုပ်စရာအဲ့ဒါမျိုးကြုံလာရတတ်တယ်ပြောချင်တာကပညာရေးနဲ့ပတ်သက်တာဒါမှမဟုတ်လို့ရှိရင်မိန်းမတယောက်အတွက်နဲ့ကိုယ်မှာစိတ်တော့ကတွေစိတ်ထိခိုက်မှုတွေစိတ်ပူပင်မှုတွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့တစ်ချက်တတိထားဒါပေမဲ့ကိုကအမြဲတမ်းကောင်းတဲ့ဘက်မှာရပ်တည်နေတယ်